မိန်းကလေးရဲ့မျက်မှန်သည်အောက်ကျသွားခဲ့သည်ကောက်လိုက်သည့်အခါတွင်ကလေးငယ်၏ခြေထောက်ပေါ်တွင်အသက်ရှင်ရန်တစ်မိနစ်သာကျန်ရှိကြောင်းကိုတွေ့မြင်လိုက်သည်ထိုအချိန်တွင်ကားတစ်စီးလာနေသည်ကိုသူမသတိထားမိလိုက်သည်ထိုကားသည်ကလေးငယ်ကိုတိုက်မိဟုထင်မှတ်ကာလမ်းပေါ်သို့ပြေးသွားပြီးကားရှေ့တွင်ရပ်လိုက်သည်ကားရပ်သွားခဲ့တော်လဲသူမနောက်ပြန်လှည့်ကြည့်လိုက်သည့်အခါကလေးငယ်သည်မြေပြင်ပေါ်တွင်လဲနေပြီးအသက်ရှူရန်ခက်နေပြီးတေချိန်သည်3ညသို့ရောက်ရှိသည်နှင့်ထိုနေရာတွင်ပင်တေဆုံးသွားခဲ့သည်လူတို့၏တေဆုံးမိအချိန်ကိုမြင်နိုင်စွမ်းရှိတော်လဲသူတို့ကိုမကယ်တင်နိုင်ခဲ့ပေသူမတေချိန်ကအသက်ရှင်ရန်6လတောင်မကျန်တော့ပါဘူးသူမကိုပင်ကယ်တင်နိုင်ခြင်းမရှိခဲ့ပေအရာအလုံးသည်သူမငယ်စဉ်ကတည်းကစတင်ခဲ့သည်ကားတစ်စီးသူမကိုတိုက်မိအချိန်တွင်အဖွားမလာရောက်ပြီးသူမအားကယ်တင်ခဲ့သည်သူမအသက်ရှင်ကျန်ရစ်ခဲ့တော်လဲအဖွားမှာတော့ချက်ချင်းတေဆုံးသွားခဲ့သည်ထိုနေ့မှစ၍လူတို့၏ကြံရှိသောအသက်ရှင်ချိန်ကိုမြင်နိုင်စွမ်းရှိလာခဲ့သည်သူမကြီးပြင်းလာသောအခါတွင်အားလုံးရဲ့တေချိန်ကိုမကြည့်မိရန်မျက်မှန်ကိုအချိန်ပြည့်တတ်ထားသည်ဒီနေ့တွင်ယောက်ျားလေးတစ်ယောက်နှင့်တွေ့ဆုံခဲ့သည်သူနှင့်အတူရှိနေသည့်အခါတိုင်းသူမတေချိန်သည်ရပ်တန့်သွားခဲ့သည်